ဇယားထိပ်ပိုင်းကိုရောက်ရှိလာပြီဖြစ်တဲ့ United fan တွေအတွက်သတင်းကောင်းတွေကတစ်ခုပြီးတစ်ခုပေါ်လာနေပြီဖြစ်ပါတယ်။ဒါကတော့ United ကအဆင့်၄နေရာကိုရောက်ရှိလာပြီးအဆင့်၁နေရာက Arsenal ကိုမီဖို့၃မှတ်သာလိုတော့တာဖြစ်ပါတယ်။အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ page လေးကနေကြိုဆိုပါရစေ။မန်ယူတင်းကရာသီစမှာရုန်းကန်ခဲ့ရပေမဲ့အခုချိန်မှာတော့၃ပွဲဆက်ထိနိုင်ပွဲတွေရယူထားနိုင်ခဲ့ပါတယ်။အမော်ရီရဲ့ခေါင်းမှာမှုတွေကအကျိုးရှိလာပြီးကစားသမားတွေရဲ့လောအားနှုန်းကောင်းမှုကြောင့်တချိန်ကတခင်ကြီးပြန်ဖြစ်လာမလားဆိုပြီးမျှော်လင့်နေကြပါတယ်။ဗဒေက Old Trafford ကွင်းမှာ Brighton ကို၄-2နဲ့အနိုင်ရရှိခဲ့ပြီးပွဲစာပိုင်းမှာတော့ Brighton ကဖိအားပေးမှုတွေအနေနဲ့ပြုလုပ်နိုင်ခဲ့ပေမဲ့အမော်ရီအသင်းကထိန်းချုပ်နိုင်ခဲ့ပါတယ်။ဘယ်လိုတင်းတို့အဖွင့်ကို Matthias Cunha ကပွဲချိန်24မိနစ်မှာသွင်းယူခဲ့ပြီး Casemiro က34မိနစ်မှာထပ်မံဂိုးသွင်းယူခဲ့ပါတယ်။အဲဒီနောက် Brian Mbeumo က2ဂိုးထပ်မံသွင်းယူကနိုင်ပွဲကိုတေချာသွားစေခဲ့ပါတယ်။ဒီပွဲမှာ Delight နဲ့ Diego Dalot ရဲ့ခံစစ်ကောင်းမှုတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ပွဲပြီးမှာအမော်ရီကအသင်းကပိုပြီးတည်ငြိမ်လာပြီလို့ပြောပြခဲ့ပြီးဒီပွဲရလကအမော်ရီရဲ့အောက်မှာအသင်းပြန်လည်တက်လာနေပြီဆိုတဲ့သက်သေတစ်ခုဖြစ်လာခဲ့ပါတယ်။အခုလိုနိုင်ပွဲဖော်ဆောင်နိုင်တာနဲ့အသင်းတစ်ခုလုံးရဲ့စွမ်းဆောင်ရည်တိုးတက်လာတာတွေကမန်ယူအသင်းအတွက်အခြေအနေအကောင်းဖြစ်တယ်လို့ United fan တွေအတွက်လည်းသတင်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ရေကိုတို့ရဲ့အမြင်တွေကိုလည်း comment မှာရေးသွားပေးခဲ့ကြပါဦး။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။